Golden Hour လေးလည်းလက်ပတ်သုံးတာမျိုးတော့တိတ်တော့မတွေ့ရသေးဘူးနော်မလေး ZN လေကင်း Sicilian လေးကလည်း Sanguine Claw Impact တွေနဲ့ Stat စု Retribution ပေါက်ခန်းဒီမှာ Golden Hour နဲ့တော့ခဏရပ်ပေးထားပေမဲ့နောက်ဆုံးမှာ Lucky ပဲပိုင်ပိုင်နိုင်တဲ့ပေါက် 10 Form 4 man လောက်ဒီနော်မ Claw Planning Jure Wombo Combo ကြမှာ ZN ကြီးပါဝိုင်းတယ် YG Hiroki 3កောင်ရလိုက်တဲ့ညီကိုတို့တကယ်လာတဲ့ရင်းရဲ့10 Form ဟျောင်းရေး So game 1တော့စတင်ဥဆောင်နေခဲ့ပြီလို့ပဲပြောရမှာเนาะတော်တယ်လေးတော့ရလိုက်တယ်ဆိုမှတင်7ကဲပေါ်လမ်းမှာတော့တန်ပေါင်းဆိုးစီပါပိုင်းတော့မဆန်းစုံပြေးဖို့ပဲသုံးပေမဲ့ A ပဲခွင်လာနဲ့ဆွဲပစ်ထားတယ်ဒါကမှကေးတကောင်ဟန်ရှောင်းတို့ယူသွားရင်လည်း Blazer လေးနဲ့လည်းပြန်ပတ်အပေါ်လမ်းမှာတော့ Free ရနည်းနည်းလေးတော့ Unchain နေရတယ် Vela Fireball Torrent တွေလည်း ZN အနေနဲ့တော့ခံချနေတယ် Sanguine Claw Impact နဲ့ဆိုးစီပါဟန်ဝင်ပိုင်းဝိုင်းနေပဲနောက်မှာတော့ Golden Hour နဲ့အချိန်ခဏရပ်ပေးထားတဲ့နောက်မှာရပါဦးမလား ZN A ပဲခွဲလာ Blazer ဆိုးစီပါဟန်ကောင်းလိုက်တာ Double Game ပဲယူသွားရင်လည်းတကယ်ကောင်းတဲ့စုယူ Spam Combination တွေတော့ဟန်အနေနဲ့ပြသနေပြီဗျတိုင်းပြာတာနဲ့ဆိုတော့เนาะ damage ကမလောက်ဦးထင်တာလောက်သွားသေးတယ်ဗျာ 7C ဟုတ်တယ်အေး lucky ဟဲဖြစ်မှဖြစ်ရတယ် lucky ရဲ့ဆုံးနေပြီတာဝါထုသွားတာတာဝါ damage ခံပြီးတော့တာဝါထိုင်ချိုးနေတာပါတဲ့เนาะ lucky သူလက်နေတာဗျာလားဘာလုပ်တာမလောက်ရှေ့တိုးနောက်ဆုံးနဲ့ဟိုတာဝါထိုင်ချိုးနေတာလို့ကြုံကဒီပွဲကြောင့်လည်းပြက်နေတန်ဖောင်း2 man ချိတ်ပြန်ပြီဟေးနောက်မှာ stone mine ထထိုးမှာရသေးတယ် ZN ဤပဲကွေလာတွေဆွဲပြစ်ဗျာနော်ဘလို့ဖြက်ကိုပြတ်တာညို့တို့ Sicilian လည်းလေကိန်းလေးလည်းမသွားနိုင်တော့တော့030နောက်မှာတော့ Cloud Blazing Jure အနေနဲ့ Lucky နာမှာပြေးဖြတ်ထားရင်းနဲ့ပဲ Sanji ကေးကောက်ဝါခဲ့သလိုဒီဘက်မှာလည်း Golden Hour လေးနဲ့နော်နှစ်ကောင်လောက်ကိုတော့ time stop ပြီးတော့ရပ်ပေးထားတယ်ဆိုတော့လိုချင်တာရသွားတယ်ဗျာ Hiroki နှစ်ကောင်နဲ့ Mega တလန်းစကန်လောနဲ့ကတော့ကျန်တဲ့ Mega 2လမ်းမှာထပ်ယူပြီး Mega 3လမ်းဖန်တီးလို့ရတယ်တန်းလည်းအံ့လို့ရတယ်ညီကိုတို့တော်တော်တာသွားပြီ YG က Oh my god နော်တကယ်ကောင်းတာဘလို့ဘာဖြစ်သွားလဲအမရမိလား sorry YG ခုနက Ace ကတော့ဘလန်ပြောသွားပြီဒီနေ့လည်း YG နဲ့ပဲနဲ့တူတဲ့ကျွန်တော်လည်းလိုပဲထင်ပါတယ်နည်းနည်းထင်သွားရလားကြီးထင်သွားပြီဆိုးစီပါတော့တော့နေတာလောရအောင်တော့ယူသွားပြီဗျာနော် Hiroki ရဲ့9စီးပါတကောင်လောက်တော့ယူလိုက်ကွာ Hiroki လေးမင်းလောက်ကြအောင်တင်7ငယ်ရနိုင်တော့ငယ်နိုင်လို့ပြောခံရတော့မှာပဲဟာလာဗလန်နော်ပြောတာနော်မ final မှာလဲ 4C ငယ်ရနိုင်တော့ငယ်နိုင်လို့တော့ပြောခံရတော့မှာပဲဟေးဘလင်းတော်အောင်နောက်တာရောင်ကြီးမာဆယ်ကနော်ဘလင်းမာဆယ်ကကိုသေးနောက်ပိုင်းဘန်းတော့မှာနော်မရဘူးပေးချမရဘူးဒါပေမဲ့တခုတော့ရှိတယ်နော်ခုမှ comment နေပြီးတော့နော်ဟုတ်တယ် bro ပြောတော့ဆုံးလို့မရအောင်တင်း7အမြဲတမ်းလို့ game 1 show နော်Golden Hour နော်မှာတော့ E ပဲခွဲလာအရန်တော့ connection ကိုက်မွားတဲ့အနေထားပေါ့နော်အဲ့မှာလဲပေါ်လမ်းမှာတော့ Creed တက်လာပြီးနောက်မှာလဲ frame movement နဲ့တော့ဖြတ်လျှောက်ထားတယ်ဒါပေမဲ့လည်းသူတို့လိုချင်တဲ့ mega လေးပဲအရင်ယူထားရတယ်အောင်လမ်းမှာလည်းနောက်တစ် Creed win နဲ့ mega တလန်းထက်ယူဖို့တော့ချန်နေသေးတယ် Sanji ဘယ်လိုလဲ Jura ကိုတော့နော်ဘယ်လိုမျိုးဖြန်းမလဲဆိုတာလေးတော့စိတ်ဝင်စားတယ်ခုနကတော့ Lucky နောက်ကိုကပ်ဖြန်းသွားတယ်ဗျာ Lucky နားထိကပ်ဖြန်းသွားတာလို့ပြောနေပုံမှန်လိမ့်မယ်ထဲထဲဝင်မယ်နောက်မှာလဲ Sandstone လာတယ်တန်ဖောင်ကလောက်ဘေးနားနေ free နော် Sanji ကိုကြည့်ကြအောင်စိုးစီပါနဲ့တန်းပေါက်ကတော့အပိုင်းခံလိုက်တယ်တစ်ဖက်မှာလဲ Stone Mine တွေထိုး CK ကိုဖြတ်ကလောက် Blazing Jura finally ဝင်လာရင်းနဲ့ပဲနောက်ဆုံးမှာ ZN မှာပြတ်သွားတဲ့နောက် Yogi Total 4កောင် Double Game ဟန်နဲ့တူ OP တကောင်နဲ့တော့ကာလို့ရမယ်မထင်တော့ဘူးညီကိုတို့ 1/4 တော်သေးတယ် Yogi တကောင်ရသွားလို့နောက်ဆုံးမှာတော့ OP ပါထပ်ရှောင်းသွားနေမယ်9កောင်လုံးတင်း Y အောင်နဲ့ Game number 1ကိုတော့ YG အပြတ်တက်ကိုပဲအသာသီးနဲ့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်တကယ်လို့နော် YG ကအညွန့်တလူနဲ့ဗျာတကယ်ကောင်းတာလို့